မင်္ဂလာပါဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကခင်ဗျားတို့ရဲ့နေ့စဉ်ဘဝထဲမှာအယိုးဆွဲနေတဲ့အကျင့်တစ်ခုအကြောင်းပါအဲ့ဒါကတော့အားနာတာပါပဲကဘာပေါ်မှာဘဲဘာသာစကားညမှာဘာသာပြန်လို့မရတဲ့ဒီအားနာတယ်ဆိုတဲ့စကားလုံးဟာကျွန်တော်တို့မြန်မာလူမျိုးတွေဘက်တော့ဂုံယူစရာယဉ်ကျေးမှုတစ်ခုလိုဖြစ်နေခဲ့တယ်ဒါပေမဲ့ကျွန်တော်ပွန့်ပွန့်လင်းလင်းမေးပါစေအဲ့ဒီအားနာတတ်တဲ့စိတ်ကြောင့်ခင်ဗျားရဲ့ဘဝမှာဘယ်နှကြိမ်လောက်အခွင့်အရေးတွေဆုံးရှုံးခဲ့ဘူးတလဲအဲ့ဒီအားနာမှုကြောင့်ပဲခင်ဗျားမလုပ်ချင်တဲ့အလုပ်တွေကိုအတင်းအကျပ်လုပ်ခဲ့ရတာဘယ်နှခါရှိပြီလဲကျွန်တော်အမြင်မှာတော့အားနာခြင်းဆိုတာယဉ်ကျေးမှုမဟုတ်ဘူးအဲ့ဒါဟာကိုယ့်ကိုယ်တတ်နေတဲ့အစိတ်တစ်မျိုးပဲအားနာခြင်းရဲ့နောက်ွယ်ကအမှန်တရားကျွန်တော်တို့ကဘာလို့အားနာတာလဲသူတစ်ပါးကိုစိတ်မဆင်းရဲစေခြင်းလို့လားမဟုတ်ပါဘူးတကယ်တော့သူများအမြင်မှာလူကောင်းဖြစ်ခြင်းလို့ပါငါညင်းလိုက်ရင်သူငါ့ကိုအထင်သေးသွားမလားငါပြောလိုက်ရင်သူငါ့ကိုမုန်းသွားမလားဆိုတဲ့ကြောက်စိတ်ကအားနာခြင်းဆိုတဲ့နမည်လှလှလေးတက်ပြီးထွက်လာတာပါဒါဟာရိုးသားမှုမဟုတ်ဘူးဒါဟာဟန်ဆောင်မှုပဲခမည်းစိတ်ထဲမှာမလုတ်ချင်ဘူးလို့အော်နေပြီးမြဲပါဇက်ကရပါတယ်အားမနာပါနဲ့လို့ပြောနေတာဟာကိုကိုတော့တစ်ဖက်လူကိုတော့လိန်ညာနေတာပဲဒီလိုလိန်ညာမှုတွေနဲ့တိဆောက်ထားတဲ့လူဖွဲ့စည်းဟာဘလို့လုတ်ပြီးတိုးတက်နိုင်ပါလဲငငယ်ကတနေ့ကရိုက်သွင်းခံခဲ့ရတဲ့အစိတ်ပြန်တွေးကြည့်ပါခမည်းငငယ်ကဧည့်သည်လာတို့မုံကျွေးရင်အမေကဘေးကနေမျက်စိပစ်ပြတယ်အားနာရတယ်လေအကုန်မစားနေတဲ့လူကြီးတွေရှိမှကို့အမြင်ကိုပြောရင်လူကြီးကိုပြန်မပြောနဲ့အားနာရတယ်တဲ့ကျွန်တော်တို့ဟာငငယ်ကတနေ့ကကိုယ့်ရဲ့စန္ဒထက်သူတစ်ပါးရဲ့အမြင်ကိုဦးစားပေးဖို့တုံ့တင်ခံခဲ့ရတယ်အဲ့ဒီရဲ့ရလက်ကပါတယ်ခမည်းဟာကြီးလာတဲ့အခါနိုးလူမပြောရတဲ့လူတစ်ယောက်ဖြစ်လာတယ်ခမည်းရဲ့အားနာတတ်တဲ့စိတ်ကိုအခွင့်ကောင်းယူပြီးခေါင်းပုံဖြတ်မိသူတွေအတွက်ခမည်းဟာအလွယ်တကူဆုံးတားကောင်ချွတ်သွားရတာပဲခမည်းတို့ကတော့ဒါကိုယဉ်ကျေးတယ်လို့ခေါ်ခြင်းခေါ်လိမ့်မယ်ကျွန်တော်ကတော့ဒါကိုအထိပ္ပယ်မရှိဘူးလို့ပဲမြင်တယ်အားနာတတ်ရင်ခေါင်းပုံဖြတ်ခံရဖို့သာပြင်းထားပါပထမပိုင်းမှာကျွန်တော်ပြောခဲ့သလိုပဲအားနာတာဟာယဉ်ကျေးမှုမဟုတ်ဘူးအားနည်းချက်တစ်ခုပဲအခုအလုတ်ခွင်ကြောင်းပြောလာခမည်းတို့အလုတ်မှာအချိန်ပိုဆင်းရတဲ့အခါဒါမှမဟုတ်ကိုယ်အလုတ်မဟုတ်တာကိုအတင်းခိုင်းခံရတဲ့အခါအားနာလို့ဆိုပြီးညင်းရမှာကြောက်နေသလားခမည်းကတော့အားနာလို့ကူညီပေးလိုက်တယ်လို့ထင်ပေမဲ့တစ်ဖက်လူကတော့ခမည်းကိုခိုင်းလို့ကောင်းတဲ့အစီအကံလို့ပဲတတ်မှတ်သွားတာပါမြန်မာပြည်ရဲ့အလုတ်ခွင်တိုးတက်မှုနေရတဲ့အကြောင်းရင်းတစ်ခုကအားနာတတ်တဲ့စိတ်ကြောင့်ပဲအမှားကိုအမှားလို့မပြောရဲဘူးလူကြီးထင်နေလို့အားနာတယ်ဝါရစ်နေလို့အားနာတယ်အဲ့ဒီအားနာမှုတွေကြားမှာတကယ်အရေးချင်းရှိတဲ့သူတွေကနေရာမရတော့ပဲမျက်နာလိုမျက်နာရလွတ်တတ်တဲ့သူတွေကပဲနေရာရကုန်ကြတာစီးပွားရေးမှာအားနာရင်တောင်းစားဖို့တာပြင်ပါမြန်မာလူမျိုးတွေစီးပွားရေးလုပ်ရင်အရှုံးပေါ်ရတဲ့အတိကအကြောင်းရင်းကပါလေအကျွေးပါပဲတငယ်ချင်းမို့လို့အားနာလို့အကျွေးပေးလိုက်ရတယ်ဆွေမျိုးမို့လို့ဈေးမတောင်းရက်ဘူးအားနာတယ်ခမည်းတော်စဉ်းစားကြည့်ပါခမည်းကတော့အားနာလို့အကျွေးပေးလိုက်တယ်ဒါပေမဲ့တစ်ဖက်လူကတော့ခမည်းရဲ့အားနာတတ်တဲ့စိတ်ကိုအခွင့်ကောင်းယူပြီးခမည်းရဲ့ပတ်စံနဲ့ပျော်ပါနေတာခမည်းကတော့အိမ်မှာထမင်းနဲ့မှန်ဖို့ရုံးကန်နေရချိန်မှာခမည်းစီကအကျွေးယူသွားတဲ့သူကတော့အားနာတတ်တဲ့ငဘော့လူခမည်းကိုကြွယ်ရမှာရဲနေလိမ့်မယ်စီးပွားရေးမှာအားနာတာဟာကိုတတ်သေးတာနဲ့အတူတူပဲအားနာခြင်းနဲ့မေတ္တာကိုမရောထွေးပါနဲ့တချို့ကပြောတယ်အားနာတာဟာစာနာစိတ်စီတာပါတဲ့မဟုတ်ပါဘူးစာနာစိတ်ရှိတဲ့သူဟာတစ်ဖက်လူကိုအမှန်တိုင်းပြောပြရတယ်ငါမင်းကိုဒါမကူညီနိုင်ဘူးငါမှလည်းအခက်ခိုင်းရှိတယ်လို့ပြောပြတာဟာတစ်ဖက်လူကိုလေးစားတာပါဒါပေမဲ့ကျွန်တော်တို့ကတော့ရပါတယ်လို့ဟန်ဆောင်ပြီးပြောလိုက်တယ်ပြီးရင်တော့နောက်ွယ်မှာအဲ့ဒီလူကိုအပြစ်တင်တယ်ကျိန်ဆဲတယ်အဲ့ဒါဟာစာနာစိတ်လားမဟုတ်ပါဘူးအဲ့ဒါဟာအောက်တန်းကြရဲ့ဟန်ဆောင်မှုတသက်ပဲပြန်တွေးကြည့်ပါခမည်းရဲ့ငယ်တငယ်ချင်းတယောက်ကခမည်းစီကပတ်စံချီးသွားခဲ့တယ်ဒါမှမဟုတ်ခမည်းရဲ့ PC တစ်ခုကိုယူသွားပြီးပြန်အပေးဘူးခမည်းပြန်တောင်းဖို့အတွက်အားနာနေခဲ့တယ်အဲ့ဒီလိုပါပဲအဲ့ဒီလူကိုခမည်းမောင်းသွားတယ်နောက်ဆုံးတငယ်ချင်းအဖြစ်ကနေပြက်ဆဲသွားရတယ်အကယ်၍သာခမည်းအားမနာပဲနဲ့အစကတကယ်ကငါဒါတော့မပေးနိုင်ဘူးဒါမှမဟုတ်ငါ PC ပြန်ပေးပါလို့ပြက်သားတောင်းခဲ့ရင်ခမည်းလိုတငယ်ချင်းအဖြစ်ဆက်ရှိနေနိုင်သေးတယ်မဟုတ်လားအားနာခြင်းဟာလူမှုရေးပတ်သက်ခြင်းတွေကိုခိုင်မာစေတာမဟုတ်ဘူးအမှန်တကယ်တော့အချင်းချင်းကြားထဲမှာနယံတွေစောင့်လိုက်တာပဲအားနာခြင်းဟာစိတ်ပိုင်းဆိုင်ရာချင်းချောင်မှုပဲကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းမှာအားနာတက်တာကိုလက်နက်တစ်ခုလို့သုံးနေကြတာတစ်ဖက်လူကခမည်းကိုအခုနီးတောင်းတဲ့အခါမဲရှိတာပါငါတို့ကခင်တာပဲဥစားဆိုတဲ့စကားလုံးတွေနဲ့ခမည်းကိုပိတ်မိအောင်လုပ်တယ်ခမည်းက no လို့ပြောလိုက်ရင်ခမည်းတငယ်ချင်းဆိုလူမဆန်တဲ့သူဖြစ်သွားမယ်လို့ခမည်းကိုစိတ်ပိုင်းဆိုင်ရာအရာချင်းချောင်နေတာဒါမေတ္တာမဟုတ်ဘူးဒါချဲလေချုပ်ကင်မှုပဲခမည်းရဲ့အားနာတတ်တဲ့စိတ်ကိုတီးတဲ့သူတွေကခမည်းကိုအမြဲတမ်းခေါင်းပုံဖြတ်နေမှာပဲခ
ခမရနိုးလို့မပြောရဲသည်ခမရသူတစ်ပါးစိတ်ကြိုက်ခိုင်းစေလို့ရတဲ့ကျွန်တယောက်ထဲမပိုးပြက်သားခြင်းဟာရိုင်းဆိုင်ခြင်းမဟုတ်ဘူးမြန်မာတွေအထင်မှားနေတာတခုရှိတယ်ပြက်သားရင်ရိုင်းနေတယ်မဟုတ်ပါဘူးတစ်ဖက်လူလဲတောင်းစုဦးကိုရင်ကြီးကြီးနဲ့ပြက်ပြက်သားသားညင်းလိုက်တာရိုင်းဆိုင်တာမဟုတ်ဘူးအဲ့ဒါကိုယ့်ရဲ့ကန့်သက်ချက်ကိုတတ်မှတ်တာပဲငါဒါအောင်မကူညီနိုင်ဘူးငါမှတခြားအရေးကြီးတဲ့အလုပ်ရှိလို့ပါလို့ပြောလိုက်တာခမရဲ့အချိန်ကိုခမတန်ဖိုးထားတာပဲခမရဲ့အချိန်ကိုခမကိုလိုက်တန်ဖိုးမထားရင်သူတစ်ပါးကခမကိုတန်ဖိုးထားလိမ့်မယ်လို့မမျှော်လင့်ပါနဲ့အာနာတတ်တဲ့သူဟာအမြဲတမ်းနောက်ဆုံးကပဲလိုက်ရလိမ့်ရှိရဲ့အာနာလူပေးလိုက်ရတဲ့အခွင့်အရေးများပြန်တွေးကြည့်ပါကျောင်းတုံးကပဲဖြစ်ဖြစ်အလုပ်ထဲမှာပဲဖြစ်ဖြစ်ခမတကယ်လူချင်းတဲ့အရာတစ်ခုကိုတငယ်ချင်းဒါမှမဟုတ်လုပ်ဖို့ကင်ဘက်ကငါ့ကိုပေးပါလို့ပြောတဲ့အခါခမအာနာလူပေးလိုက်ဖူးမှာပါအဲ့ဒီအချိန်မှာခမရဲ့ရင်ထဲမှာဘလောက်နာကျင်ခဲ့ရလဲအဲ့ဒီအခွင့်အရေးကိုခမလာယူဟင်းရင်ခမရဲ့ဘဝဒီချက်မကအောင်မြင်နေမှာမဟုတ်လားအဲ့ဒီအာနာချင်းဆိုတဲ့နိုင်ရန်ကခမနဲ့အောင်မြင်မှုကြားမှာခံနေတာခမတော့ငါကလူကောင်းမှုလို့အနစ်နာခံတာလို့ကိုဖြီးသိမ့်မိလိမ့်မယ်ဒါပေမဲ့အမှန်တရားကတော့ခမမှာလက်ခံယူရဲတဲ့တတ်တိမရှိတာပဲခမကိုဘွားရဲ့ဇက်လိုက်မဟုတ်ပဲသူတစ်ပါးဇက်ကားတဲ့ကဘေးလူဖို့တရားအဖြစ်နေသားကြသွားတာပဲလူတယောက်မှာစီးဆိုတာရှိရမယ်ဘယ်အချက်ထိခမတီးခံမလဲဘယ်အချက်ကြရင်ခမညင်းမလဲဆိုတာပြတ်သားရမယ်အာနာတတ်တဲ့စိတ်ကိုအမြင့်ကနေဆွဲနှုတ်ပြဖို့အချိန်တန်ပြီအစပိုင်းမှာတော့လူတွေကခမကိုပြောင်းလဲသွားပြီးမောက်မာလာပြီးလူပြောကြလိမ့်မယ်အဲ့ဒီခါခမသူတို့ပြန်မေးလိုက်ပါငါအာနာပေးနေတော့ငါမင်းငါအတွက်ဘာလုပ်ပေးခဲ့လဲလို့အာမနာတက်တဲ့မျိုးဆက်တွေနဲ့ပြောင်းလဲရမယ်မြန်မာပြည်စဉ်းစားကြည့်ပါအလုတ်ခွဲမှာအာမနာစရာမလိုပဲအလုတ်ရဲ့ရလတ်ကိုပဲကြည့်ပြီးဝေဖန်နိုင်ရင်ဘလောက်တိုးတက်မလဲစီးပွားရေးလုပ်တဲ့အခါအာမနာစရာမလိုပဲစာချုပ်အတိုင်းတိတိကျကျလုပ်နိုင်ရင်ဘလောက်အဆင်ပြေမလဲတငယ်ချင်းအချင်းချင်းကြားမှာလဲအာမနာစရာမလိုပဲမင်းဒါလောက်တာမှားနေတယ်လို့ပွင့်ပွင့်လင်းလင်းပြောရင်းအဲ့ဒီတန်ရိုးစင်မှာပိုပြီးခိုင်မဲမှာမဟုတ်ဘူးလားအာနာချင်းဆိုတဲ့မျက်နှာဖုံးကြီးကိုချွတ်လိုက်မှဒါကျွန်တော်တို့ဟာရိုးသားတဲ့ဆက်ဆံရေးတွေကိုတိဆောက်နိုင်မှာပါအာနာတက်တဲ့သူတွေများနေတဲ့တိုင်းဒီမှာအမှန်တရားဟာအမြဲတမ်းပုံးကွယ်နေရတတ်တယ်မျိုးဆက်တက်တွေကိုအစိတ်မတိုက်ပါနဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိဘတွေလူငယ်တွေကိုကျွန်တော်တောင်းဆိုချင်တာကနောက်လာမဲ့မျိုးဆက်တက်ကလေးတွေကိုအာနာရတယ်ငိန်နေလိုက်ဆိုတဲ့စကားနဲ့အစိတ်မတိုက်ပါနဲ့တော့သူတို့ကိုမဟုတ်ရင်မဟုတ်ဘူးလို့ပြောရတဲ့တတိတင်ပေးပါသူတို့ကိုကိုယ့်ရဲ့အခွင့်အရေးကိုကိုယ်တိုင်ကာကွယ်ရတဲ့စိတ်တက်မွေးမြူပေးပါကျွန်တော်တို့ခေတ်မှာတော့အာနာလို့ဒုဖရောက်ခဲ့ရပြီကျွန်တော်တို့သားသမီးတွေခေတ်မှာတော့သူတစ်ဖားရဲ့အလိုတော်တွေအာနာတက်တဲ့ကြုံတွေမဖြစ်ပါစေနဲ့တော့ကိုချေတော့ပေါ်ကိုရက်ပြီးနိုးလူကြဲကြဲလောင်လောင်အိုရဲတဲ့မျိုးဆက်တွေပဲမြန်မာပြည်ကိုပြောင်းလဲနိုင်မှာပါခါတီးတဲ့လက်တွေနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကအာနာတက်တဲ့စိတ်ကိုခမားဂုံယူနေသည်ယူခမားရဲ့ဘဝဟာတခြားလူတွေရဲ့ချဲလဲမှုအောက်မှာပဲရှိနေအောင်ပါခမားရဲ့ပတ်စံကိုအာနာလို့ပေးလိုက်ရမယ်ခမားရဲ့အချင်းကိုအာနာလို့ပေးလိုက်ရမယ်ခမားရဲ့ပျော်ရွှင်မှုကိုအာနာလို့စတေးလိုက်ရမယ်ဒါဟာခမားလိုချင်တဲ့ဘဝလားမဟုတ်ဘူးဆိုရင်ဒီနေ့ကစပြီးအာနာချင်းကိုစွန့်လွတ်လိုက်ပါပထမဆုံးအကြိမ်မှာခမားစိတ်မသက်တာဖြစ်ပါလိမ့်မယ်ဒုတိယအကြိမ်မှာတော့ခမားပေါ့ပါလာပါလိမ့်မယ်တတိယအကြိမ်မှာတော့ခမားဟာလွတ်လပ်တဲ့လူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်ကဲကျွန်တော်ရဲ့အမြင်တွေကိုသဘောမတူတဲ့သူတွေရှိရင် comment မှာအာမနာတန်းဆွေးနွေးနိုင်ပါတယ်ယဉ်ကျေးမှုဆိုတာကိုအကြောင်းပြပြီးအာနာတက်တဲ့စိတ်ကိုကာကွယ်မဲ့သူတွေလည်းလာခဲ့ပါဒါပေမဲ့တတိထားဖို့ကခမားအာနာနေတော့မှတစ်ဖက်လူကခမားကိုကြော်တက်သွားပြီဆိုတာကိုတော့မမေ့ပါနဲ့ဦးဗီဒီယိုကိုဒီမှာပဲဆုံးသက်ပါမယ်အားလုံးပဲအာနာချင်းကင်းတဲ့လွတ်လပ်ပြီးပြတ်သားတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်